အရှင်ဖေရတခါမှတော့မမှန်ဘူးပါဘူးဖေရဒီမှန်လေးကိုမြင်ရင်ဖြေပေးစေခြင်းပါတယ်ဖေရငှက်တော်တွေငရဲကြနိုင်သလားငရဲကြီးနိုင်သလားဖေရတဲ့ငှက်တော်တွေနဲ့ရန်တိုက်ပေးပြန်ပြီနော်ကဲပါဖေရဟောကျမ်းဂန်အတိုင်းဖြေပါမယ်တန်ယုတ်ကနိကေနိဒာနဝကတန်ယုတ်ပါဠိတော်လက္ခဏတန်ယုတ်ဒုတိယဝက်မင်္ဂုလိတုတ်မှာတနေ့မှာအရှင်မောက္ကလန်မထေရမြတ်ကြီးဟာဒီစကုတ်တောင်ပေါ်ကနေဆင်းလာစဉ်လမ်းမှာအရေးပြားမရှိပဲသွေးတန်တရဲရဲနဲ့ကြီးစွာသောဆင်းရဲဒုက္ခကိုခံစားနေရသည့်ပြိတ္တာမတကောင်ကိုတွေ့ပါတယ်။အဲ့ဒီအကြောင်းအရာကိုဘုရားရှင်ထံလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကအဲ့ဒီပြိတ္တာမဟာကတ္တပမြတ်စွာဘုရားလက်ထက်တုန်းကနဂတော်တူဖြစ်ခဲ့ပြီးလူတွေကိုလိန်ညာဟောပြောခဲ့တဲ့အတွက်ကြောင့်တေလွန်တဲ့အခါမှာငရဲသူကြောက်ရောက်ရတယ်။ငရဲကလွတ်လာတဲ့အခါမှာအခုပြိတ္တာဖြစ်ရတယ်လို့ဟောကြားတော်မူပါတယ်။ဒါကြောင့်နဂတော်တွေသိရင်ငရဲလည်းကြနိုင်တယ်လို့ပြိတ္တာလည်းဖြစ်နိုင်ပါတယ်နော်။အရှင်ဘုရားဥကောဝိဒဟာတတ်တော်1000ကျော်အထိအသက်ရှည်ခဲ့တယ်ဆိုတာမှန်ပါသလားဘုရားလူတွေအယူမှားနေတာလားမှန်လားဆိုတာရှင်းပြပေးတော်မူပါဘုရားတဲ့အဲ့ဒီဘုန်းကြီးကပြန်လွန်တော်မူသွားလို့နှက်ဖြစ်နေတယ်ဆိုရင်တော့တက်တန်း1000မကပါဘူး1000ရက်အထက်လည်းနေလို့ရပါတယ်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့ဘုန်းကြီးဘဝနဲ့ပဲတက်တန်း1000ကျော်အထိနေခဲ့တယ်ဆိုရင်တော့အဲ့ဒါလိမ့်တာပါမယုံပါနဲ့နော်ဘာကြောင့်လဲဆိုရင်မဟာပရိနိဗ္ဗာန်တုတ်မှာမြတ်စွာဘုရားကလျှောက်ထားတဲ့လူရှိမယ်ဆိုပါကအာယုကထက်ကျော်လွန်ပြီးအသက်100တော်၎င်း100ကျော်တော်၎င်းနေလို့ရတယ်လို့အရှင်အာနန္ဒာမထေရမြတ်ကိုမိန့်ကြားပါတယ်အရှင်အာနန္ဒာမထေရမြတ်ကပြန်လည်ပြီးမလျှောက်ထားတဲ့အတွက်ကြောင့်မြတ်စွာဘုရားဟာတတ်တော်80နဲ့ပဲပြိဋိဘံဆံသွားပါတယ်တကယ်၍အရှင်အာနန္ဒာမထေရမြတ်ကလျှောက်ထားမယ်ဆိုရင်လည်းပဲမြတ်စွာဘုရားဟာတတ်တော်100သို့မဟုတ်100ကျော်ထိပဲနေမှာပါ200အထိနေလို့မရပါဘူးမြတ်စွာဘုရားလက်ထက်ကတတ်တော်အရှိဆုံးဖြစ်တဲ့ရှင်မဟာကတ္တဗတို့အရှင်အာနန္ဒာတို့စတဲ့ပုဂ္ဂိုလ်တွေတောင်မှတတန်း100ကျော်ထိပဲနေလို့ရပါတယ်200ပြည့်အောင်တောင်နေလို့မရပါဘူးဒီလိုပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ကြီးတွေတောင်မှတတန်း200ပြည့်အောင်မနေရတာသူကတတန်း1000ကျော်ထိနေတယ်ဆိုတာဟာမဖြစ်နိုင်ပါဘူးအဲ့ဒါလိမ့်နေတာပါမယုံပါနဲ့နော်နိဗ္ဗာန်ဆိုတာစိတ်ကူးရင်တာစိတ်သက်သာရမယ့်နေရာပါတကယ်မရှိဘူးရှိကြောင်းဘယ်လိုသက်သေပြမလဲတဲ့တခါတော့ကရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်ဦးကျော်ဟိန်းဟာတောင်ပုလူဆရာတော်ကြီးထံသွားပြီးတော့ဆရာတော်ဖေဟာနိဗ္ဗာန်ဆိုတာတကယ်ရှိပါသလားတကယ်ရှိတယ်ဆိုရင်တပည့်တော်ကိုပြပါလို့တွားမေးပါတယ်အဲ့ဒီခါမှာဆရာတော်ကြီးကဦးကျော်ဟိန်းဘုန်းကြီးကနိဗ္ဗာန်ကိုပြမယ်ဆိုရင်တက္ကမနိဗ္ဗာန်ကိုမြင်နိုင်လောက်တဲ့အခြေခံအကျင့်စရဏတရားဘယ်လောက်ရှိပါသလဲလို့ပြန်မေးလိုက်ပါတယ်အဲ့ဒီလိုဆရာတော်ကြီးကမေးလိုက်တဲ့အခါမှာဦးကျော်ဟိန်းဟာအော်နိဗ္ဗာန်ဆိုတာတစ်ဖက်လူကပြပေးုံတတ်နဲ့မရနိုင်ဘူးမိမိကိုယ်တိုင်ကလည်းပဲအခြေခံအကျင့်စရဏတရားရှိမှရမှာပါလားဆိုတာကိုသိသွားပါတယ်ဒါကြောင့်နိဗ္ဗာန်ကိုသိဖို့နိဗ္ဗာန်ကိုမြင်ဖို့ဆိုရင်နိဗ္ဗာန်ကိုသိစေမြင်စေနိုင်တဲ့အခြေခံအကျင့်စရဏဝိပဿနာတရားရှိဖို့တော့လိုပါတယ်အနည်းဆုံးဝိပဿနာတရားမရှိဘူးဆိုရင်တောင်မှကံကံ၏အကျိုးကိုမှန်ကန်စွာသိမြင်ခြင်းဆိုတဲ့ကမ္မတက္ကရာသမာဓိဋ္ဌိဉာဏ်လောက်တော့ရှိဖို့လိုပါတယ်ကမ္မတက္ကရာသမာဓိဋ္ဌိဉာဏ်လောက်တော့မှမရှိတဲ့ပုဂ္ဂိုလ်ကိုဒါဟာနိဗ္ဗာန်ပါကွဆိုပြီးတော့ခုတ်ဆွဲခေါ်ပြီးပြရအောင်နိဗ္ဗာန်ကလူတွေအသုံးပြုနေတဲ့ရုပ်ဝတ္ထုပစ္စည်းမဟုတ်ဘူးကမ္မတက္ကရာသမာဓိဋ္ဌိဉာဏ်လောက်တော့မရှိတဲ့လူကိုနိဗ္ဗာန်အကြောင်းပြောပြမယ်နိဗ္ဗာန်အကြောင်းရှင်းပြမယ်ဆိုရင်မွေးကလေးကနားမကြားတဲ့လူမျက်စိမမြင်တဲ့လူကိုတချင်းဆိုကပြတယ်လို့ဖြစ်နေမှာပေါ့နော်ဒါကြောင့်တက္ကအနေနဲ့နိဗ္ဗာန်ကိုတကယ်ရှိကြောင်းသိကျင်တယ်မြင်ကျင်တယ်ဆိုရင်တက္ကရဲ့တန်တန်မှာအ ਨੇ ဆုံးကမ္မတက္ကရာသမာဓိဋ္ဌိဉာဏ်လောက်တော့ရှိအောင်လုပ်ပါအောင်လို့ပြောချင်ပါတယ်နော်အရှင်ဘုရားထမိန်တန်းအောက်ယောက်ျားလေးဝင်မိရင်ဘုံနေတယ်လို့ပြောကြပါတယ်ဘုရားဥပမာအမေနဲ့အမရဲ့ထမိန်တန်းအောက်သားဝင်မိရင်ရောဘုံနေတယ်ဆိုတာဖြစ်နိုင်ပါသလားဘုရားဖြေကြားပေးပါအောင်ဘုရားတဲ့မိခင်ရဲ့ဟိုနေရာကတော့ထွက်လာသေးတာပဲနော်မိခင်ရဲ့ထမိန်အောက်ဝင်ပြီးလို့ဘုံနေတယ်ဆိုတာဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲနည်းနည်းစဉ်းစားကြည့်ကြပါမိန်းကလေးထမိန်တန်းအောက်ကိုယောက်ျားလေးဝင်ပြီးလို့ဘုံနေတယ်ဆိုတာကလည်းပဲမဖြစ်နိုင်ပါဘူးနော်ဘာကြောင့်လဲဆိုရင်ကောင်းကင်မှာလေရင်ပြန်နေပါတယ်အဲ့ဒီပြန်နေတဲ့လေရင်ပြန်တွေထဲမှာထမိန်ဝတ်ထားတဲ့အမျိုးသမီးတွေလည်းပါမှာပါနော်ထမိန်တန်းအောက်ဝင်ပြီးလို့ဘုံနေရမယ်ဆိုရင်ကောင်းကင်မှာလေရင်ပြန်နေတဲ့အတွက်တနိုင်ငံလုံးဘုံနေကုန်ပါပြီနော်ဒါကြောင့်အဓိပ္ပာယ်မရှိတာတွေကိုလက်မခံပါနဲ့တကယ်တော့ဘုံဆိုတဲ့စကားကပုံညဆိုတဲ့စကားကိုရည်ညွှန်းပြီးပြောတာပါ
ပုံညဆိုတာကကောင်းမှုလို့အဓိပ္ပာယ်ရပါတယ်ကောင်းတဲ့အမှုကိုပြုရင်ဘုံကံမြင့်မှာဖြစ်ပြီးမကောင်းတဲ့အမှုကိုပြုမယ်ဆိုရင်ဘုံကံနှိမ့်မှာဖြစ်ပါတယ်ဘုံကံနှိမ်ခြင်းမြင်ခြင်းကထမိန်တန်းအောက်ဝင်ခြင်းမဝင်ခြင်းနဲ့လုံးဝမဆိုင်ပါဘူးနော်ကောင်းမှုပြုခြင်းမပြုခြင်းနဲ့ပဲဆိုင်ပါတယ်နားလည်ပါစေနော်အားလုံးပဲမင်္ဂလာပါဒီမှကမျက်နှာကိုအဝစ်စီးပြီးကျင့်တဲ့အကျင့်ဟာမှားယွင်းတဲ့အကျင့်ဖြစ်ကြောင်းပြောထားတဲ့ပို့ထဲမှာလာမှတ်ထားတာပါနော်သူကဗာမှတ်ထားတာလဲဆိုရင်မထင်နဲ့မောင်းတောင်မြေစင်းနည်းပြတမာတိရလွယ်တယ်မကျင်ဘူးပဲနဲ့တရားဘလို့ကျင့်ရမယ်ဆိုတာပုံသေးနည်းမရှိဘူးအရှင်ဆုလဗန်တုံးကပဝါလေးပုတ်နေခဲ့ရတာညံကျဲဖို့လိုတယ်ကိုတကယ်ကျင့်မှနားတွေကားနေအောင်မယ်တဲ့တကားကိုယူနေတယ်လို့ပြောရင်ဘဝင်မြင်အောင်မယ်နော်ဒါတဲ့တရားဘလို့ကျင့်ရမယ်ဆိုတာပုံသေးနည်းမရှိဘူးဟုတ်လားဟောဒါဆိုရင်တရားကျင့်တဲ့အခါမှာကိုနီးကိုဟန်နဲ့ကိုကြိုက်တယ်လို့ကျင့်ရမယ်ဆိုတဲ့သဘောလားကိုနီးကိုဟန်နဲ့ကိုကြိုက်တယ်လို့ကျင့်ရမယ်ဆိုရင်ဖះဟောပိဋကတ်တွေကိုလွှင့်ပြရတော့မှာပေါ့နော်ပိဋကတ်ဆိုတာကလေပေတံနဲ့အလားတရံတူတယ်ဘယ်ပုဂ္ဂိုလ်တွေဘလို့တရားပဲကျင့်တို့ကျင့်တဲ့တရားကမှားသလားမှန်သလားသိဖို့အတွက်ပရိယတိပေတံနဲ့တိုင်းကြည့်မှသိနိုင်တယ်ပရိယတိပေတံနဲ့တိုင်းမကြည့်ဘူးဆိုရင်မသိနိုင်ဘူးအရှင်ဆုလဗန်တုံးကပဝါပုတ်နေခဲ့ရတယ်ဆိုတာအရှင်ဆုလဗန်ကိုကမ္မထမ်းပေးတဲ့ပုဂ္ဂိုလ်ဟာဖះကိုယ်တိုင်ပေးတာဖះဆိုတာကလေတတ္တဝါတွေရဲ့ဝါသနာနဲ့ဇယက်ကိုသိတော်မူသောအာတယနုတယဉာဏ်နဲ့တတ္တဝါတွေရဲ့ဉာဏ်ပညာအိန္ဒြေအနုယဉ်ကိုသိတော်မူတဲ့အိန္ဒြိယပရောပရိယတိဉာဏ်နှစ်ပါးကိုရတော်မူသောပုဂ္ဂိုလ်ဖြစ်တဲ့အတွက်အရှင်ဆုလဗန်ကိုဘယ်ကမ္မထမ်းပေးရင်တရားရမယ်ဆိုတာကိုသိတော်မူတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒီအာတယနုတယဉာဏ်နဲ့အိန္ဒြိယပရောပရိယတိဉာဏ်ဆိုတာကဖះမှလွယ်၍ကြံတဲ့ပုဂ္ဂိုလ်တွေမရဘူးအဲ့ဒီလိုကြံတဲ့ပုဂ္ဂိုလ်တွေကဖះရဲ့ဉာဏ်မျိုးမရနိုင်တာကြောင့်ကမ္မထမ်းပေးမယ်ဆိုရင်ဖះနီးကိုမှီပြီးပေးရတယ်ဥစဉ်တရားအမထုတ်တာကပြဿနာမရှိဘူးတကားတို့အမှားတွေပြောတာကပြဿနာရှိတယ်ဥစဉ်တစ်ပါးတည်းတရားအမထုတ်တာကသာသနာမကွယ်နိုင်ဘူးတကားတို့အမှားတွေပြောတာကသာသနာကွယ်နိုင်တယ်သာသနာပြည့်နိုင်တယ်ဒါကြောင့်ပြောချင်တာကလေသာသနာကိုမပြုကျင်နေပါမဖြတ်ပါနဲ့လို့ပြောချင်ပါတယ်နော်